ကော်ညာလိုပဲချန်ပီယံလိဝင်ခွင့်ရအသင်းတွေကိုညှင်းဆန်ပြီး United စီပြောင်းရွှေ့လာတော့မယ်အကြမ်းစားတိုက်စစ်မှုပရိသတ်များအားမင်္ဂလာပါခင်ဗျာဝေလူကျော် iMac ခွန်ရှိကို Sport Area ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် United ကတော့အပြောင်းရွှေ့မှာခတ်သွက်ပဲလှုပ်ရှားလျက်ရှိနေပါတယ်ပြီးခဲ့တဲ့ရက်ကမှမာတီးယက်ကွန်ညာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ကြေညာခဲ့တဲ့ United ဟာအခုဆိုရင် Brian Mbeumo ကိုလည်းခေါ်ယူနိုင်ဖို့ရနှိစက်နေပြီပဲဖြစ်ပါတယ် United နဲ့ Mbeumo တို့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားပြီဖြစ်တဲ့အတွက် Brentford အသင်းစီကိုသာတရားဝင်ကမ်းလှမ်းဖို့သာလိုတော့တာဖြစ်ပါတယ်Mbeumo အနေနဲ့ United အသင်းကပြသခဲ့တဲ့စီမံကိန်းတွေကိုတေချာစီစစ်ပြီးမှပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရသွားခဲ့တာပါဒါအသူအနေနဲ့ Arsenal, Spurs, Newcastle အစရှိတဲ့ Champions League ဝင်ခွင့်ရအသင်းတွေရဲ့စိတ်ဝင်စားမှုကိုကြော်လွန်ပြီး United ကိုလက်ခံခဲ့တာလည်းဖြစ်ပါတယ် Brentford ဘက်ကတော့ United ဘက်ကတရားဝင်ကမ်းလှမ်းလာမှုကိုစောင့်ဆိုင်းနေပြီးပြောင်းရွှေ့ခြင်းပေါင်သန်း90အထိတောင်းဆိုသွားဖွယ်ရှိနေပါတယ်Mbeumo က Premier League အတွေ့အကြုံရင်ကစားမဖြစ်ပြီးပြီးခဲ့တဲ့ရာသီမှာ Premier League သွင်းဂိုး20သွင်း9ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ United ကတော့ပြီးခဲ့တဲ့ရာသီမှာ Premier League 44ဂိုးပဲသွင်းနိုင်ခဲ့ပြီးတော်တော်လေးကိုတိုက်စစ်ပိုင်းအားနည်းခဲ့တာပါMbeumo ရဲ့အသက်က25နှစ်သာရှိသေးတဲ့အတွက်အများကြီးမျှော်လင့်လို့ရတဲ့အနေအထားဖြစ်ပါတယ်။ကွန်ညာ Mbeumo တောင်ပန်နှစ်ဖက်ကတော့ United အတွက်ပြည့်စုံသွားပါပြီ။ကွန်ညာကလည်းပြီးခဲ့တဲ့ရာသီက Premier League မှာ15ဂိုးသွင်း6ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ကွန်ညာလည်းရှိဘရာဇီးတိုက်စစ်မျိုးဆက်ရဲ့အကတောက်ပဆုံးတွေကတူဖြစ်ပါတယ်။သူ့ရဲ့နောက်ဆုံးနေရာသည်ဥရောပထိပ်တန်းလိ5ခုသွင်းဂိုးကဘရာဇီးကစားမတွေတဲ့အများဆုံးပါပဲ။ပြီးခဲ့တဲ့နေရာဒီမှာကွန်ညာဟာလီသွင်းဂိုး28ဂိုးထိရရှိခဲ့ပြီးသူ့နောက်မှာ Vinicius, Rafinha တို့အစင်လိုက်ရပ်တည်နေတာဖြစ်ပါတယ်။ဘာစီလိုနာ Real Madrid တို့မှာကစားနေတဲ့သူတွေထက်တောင်ဝူမှာကစားနေတဲ့ကွန်ညာကဂိုးသွင်းစွမ်းရည်ပိုကျန်းနေတာဖြစ်ပါတယ်။ကွန်ညာဟာ United မှာကျောင်းနံပါတ်10ကိုဝစ်ဆင်ကစားသွားနိုင်ပြီးရခိုင်ကျောင်းနံပါတ်10ပိုင်ရှင် Rashford ကတော့အသင်းပြောင်းမှုရများနေတာဖြစ်ပါတယ်။ကွန်ညာ Mbeumo တို့ကဂိုးလဲဖန်တီးပေးနိုင်တာကြောင့်သူတို့နှစ်ယောက်နဲ့တွဲကစားမဲ့တိုက်စစ်မှုကတော့တော်တော်လေးအဆင်ပြေမှာလေးဖြစ်ပါတယ်။ United တို့ဝိုင်လန်ကိုအင်တာမီလန်အသင်းစီရောင်းချသွားဖို့ရရှိနေတာကြောင့်အထောင်တိုက်စစ်မှုထပ်မံအားဖြည့်သွားဖို့ရရှိနေပါတယ်။ Bruno Fernandes နဲ့အေလီလေတို့အပြောင်းရွှေ့ကအခုချိန်ထိအဆင်မပြေသေးပါဘူး။ United ရဲ့အသင်းကောင်းဆောင် Bruno ကို Saudi Pro League ကလပ်အေလီလေအသင်းကခေါ်ယူချင်နေတာအားလုံးအသိပဲဖြစ်ပါတယ်။သတင်းတွေအရပေါင်တန်း100ထိပေးနိုင်ကြောင်းနဲ့ဗီဒိန်စံရည်တွေပြောင်းရွှေ့ခြင်းကိုကြော်ဖြတ်ပြီးခေါ်မယ်ဆိုရင်လည်းရကြောင်းသိရတာပါ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့အေလီလေအသင်းဘက်ကအခုထက်ထိတရားဝင်ကမ်းလှမ်းမှုမရှိသေးဘူးလို့ဆိုပါတယ်။ Man United အသင်းဘက်ကလည်း Bruno လိုကစားမမျိုးကိုမယောင်းချခြင်းသလို Amorim ကလည်းအသင်းမှာဆက်ထိန်ထားဖို့ရပဲတိုက်တွန်းနေတာပါ။ဒီဘက်မှာ Bruno ကိုယ်တိုင်ကတော့အေလီလေအသင်းရဲ့ဆွေးနွေးနေပေမဲ့အသင်းဘက်ကသာရောင်းချခြင်းမှာထွက်ခွာသွားမှာဖြစ်ပါတယ်။ Bruno က United အသင်းအတွက်သူ့အတွက်ကိုတော့မှပို့ပြီးတော့ဦးစားပေးနေတာဖြစ်ပါတယ်။အကယ်၍သူသာအေလီလေကိုပြောင်းရင်3နှစ်စာချုပ်အတွက်ပေါင်တန်း100ထိရမှာဖြစ်သလိုတိုက်စစ်မှုထပ်မံခေါ်ယူမဲ့ကိစ္စကအန်တိုနီ Rashford, ဝိုင်လန်, ဆန်ချိုအစရှိတဲ့ကစားမတွေကိုရောင်းထွက်မှအဆင်ပြေမှာပါ။ဒါကြောင့်ကစားမအထွက်ပိုင်းကိုလည်းဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။